ကျိုးဒီနေ့မှာတော့အပြင်မှာမလုံးနိုင်သေးတဲ့ຢာတွေကိုဂိမ်းထဲမှာဖြစ်အောင်လုပ်လို့ရမယ်။ကိုစီလိုက် simulation ကောင်းလေးဖြစ်တဲ့ဟတ်တိုပီယာဂိမ်းကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဂိမ်းလေးရဆိုရင်တော့ဖြစ်9ရက်တလပိုင်း2026မှာတွေ့ရှိလာခဲ့တာဖြစ်ပြီးတော့ဆော်လို့ရမယ်ပလက်ဖောင်းတွေကတော့ PC Android iOS မှာပါစုံစမ်းလို့ရမှာဖြစ်ပါတယ်။ဒီဂိမ်းလေးရဲ့နာမည်ကတော့ဟတ်တိုပီယာဖြစ်ပြီးတော့ဒီဂိမ်းလေးတော့မှာနေ့စဉ်ဘဝကိုဖြတ်တန်းရင်းနဲ့ချစ်စရာကောင်းတဲ့ခိုင်တိုးစတိုင် graphic ကြီးနဲ့ဆော်ကစားသွားမှာဖြစ်ပါတယ်။ဒီဂိမ်းလေးတော့မှာချစ်စရာကောင်းတဲ့ကာရီတာတွေပေါဝင်မှာဖြစ်ပြီးတော့ကတ်တော့စားတဲ့အကောင်လေးတွေကိုလည်းပတ်အနေနဲ့မွေးမိလို့ရအောင်မှာဖြစ်ပါတယ်။ဒီကနေ့ကတော့ semi open hall လိုမျိုး CD လေးတွေကန့်လန့်ထားတာဖြစ်ပြီးတော့ဒီကနေ့တော့မှာဘာလို့လုပ်လို့ရလဲဆိုရင်တော့ဖြစ်ကိုယ့်ရဲ့ကာရီတာကိုစိတ်တိုင်းကြပြုပြင်လို့ရမှာဖြစ်ပါတယ်။ဒီကနေ့တော့မှာတငယ်ချင်းနဲ့အတူတူမြေပုံနဲ့လျှောက်သွားလို့ရမှာဖြစ်ပြီးတော့ရေကူးလို့ရမယ်။ငားများလို့ရမယ်အပင်ဆိုင်လို့ရမယ်အပြင်အိမ်ဆောက်လို့ရပြီးတော့ချက်ပြုတ်စားတော့လို့ပါရပါသေးရဲ့။ဒီကနေ့ရဲ့ site ကလည်း 2K ပဲရှိရမလို့ဒီတာသမားတွေအတွက်လည်းအဆင်ပြေပါတယ်ဗျ။ဒီကနေ့ကိုမာဒီပလေယာဆော်လို့ရမှာဖြစ်ပြီးတော့အဓိကဆော်ရမယ့်သူတွေကတော့အတွဲတွေဖြစ်ပါတယ်။ဒီကနေ့လည်းမှာကိုပိုင်အိမ်ကိုစေတန်းကြဖန်တီးတီဆောက်လို့ရမှာဖြစ်ပြီးတော့အိမ်ဆောက်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုရှာမယ်။တစ်ပင်တွေခုံမယ်။ iron တွေ craft လို့ရမှာဖြစ်ပါတယ်။ဒီကနေ့လည်းမှာ canvas system မပါတဲ့အတွက်ကြောင့် monster တွေအကောင်တွေကိုလည်းတတ်စရာမလိုပါဘူး။ AC ဆော်ကစားလို့ရမယ်ဂိမ်းကောင်းလေးဖြစ်ပါတယ်။ဘာကြောင့်အတွဲတွေစောသင်းတာလဲဆိုရင်တော့ဒီကနေ့လည်းမှာတိုင်နဲ့ကိုနှစ်ယောက်တူနေရတာကြီးကတော်တော်လေးကိုမိုက်ပါတယ်။ဒီကနေ့လည်းမှာအတွဲတွေဆိုရင် emoji ပြတာစာပို့တာစတာတွေလုပ်ရမှာဖြစ်ပြီးတော့စော်မရှိတဲ့ brother တွေတော့ကတော့စူဆက်ပါဒါပေမဲ့မပူပါနဲ့စော်မရှိတဲ့ brother တွေကလည်းဒီကနေ့ကိုဆိုလိုဆော်လို့ရမှာဖြစ်ပြီးတော့အင်တာနက်မလိုပဲနဲ့စုံစားလို့ရမှာဖြစ်ပါတယ်ပြီးတော့တယောက်တည်းနဲ့လည်း AC ချဲလို့ကောင်းမယ်ခေါင်းလေးဖြစ်ပါတယ်ဒီကနေ့တော့မှနင်းညပြောင်းတာတွေကလည်းပါပြီးတော့ကာတွန်းဆန်တဲ့ graphic ကြီးထဲမှာချစ်စရာကောင်းတဲ့ကာရီတာတွေနဲ့စုံစားသွားမှာတော်တော်လေးကိုမိုက်တယ်လို့ပြောရမယ်ဒီနေ့ကတော့နေ့စဉ်ဘဝကို AC နဲ့နေနိုင်နေတဲ့သူတွေအပင်ဆိုင်ကဝါဒနာပါတဲ့သူတွေအတွက်တော်တော်လေးကိုစောလို့ကောင်းတဲ့ဂိမ်းလေးဆိုတာတော့မားမယ်မထင်ပါဘူးဗျဒီဂိမ်းလေးကိုစောချင်တယ်ဆိုရင်တော့ Play Store မှာအလွယ်တကူဒေါင်းပြီးတော့စောလို့ရမှာဖြစ်ပါတယ်။ brother တို့အနေနဲ့ AC စောလို့ကောင်းမယ်ဂိမ်းကောင်းလေးတွေရှာရဲ။စောနဲ့ပါရူလို့ရမယ်ဂိမ်းကောင်းလေးတွေရှာနေဆိုရင်တော့ဖြစ်ဒီဂိမ်းလေးကိုစောကြည့်တင်ပါတယ်။ Okay ဒီဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲရှင်းထားချင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်။